လောကကြီးမှာဘာတွေဘလို့ပဲဖြစ်နေနေငါရဲ့စိတ်ကိုတော့မနာကျင်အောင်မရှင်းရဲအောင်ငါလေ့ကျင့်မယ်ဟောဒီလိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့အလွန်မှကိုပဲဘုန်းဘုန်းတို့ဟာမုံမြတ်တဲ့ကုသိုလ်စိတ်တွေမုံမြတ်တဲ့အလေးအကျင့်တွေမုံမြတ်တဲ့အတွေးအမြင်တွေအများကြီးတိုးလာတဲ့အကြောင်းမရှိဘူးလားဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်စေရအနေအထားတွေနဲ့တွားနေကြရတာပါဘလို့ပဲဖြစ်ဟုတ်လားအဲ့ဒါဘုန်းဘုန်းတို့ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုတ်ပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းဘူးလားဘာကြီးဘလို့ဖြစ်လို့နေဘလို့လောကရန်နဲ့ပဲတွေ့အစဉ်ပြေတာတွေဘလို့ပဲဖြစ်အစဉ်မပြေတာတွေဘလို့ပဲဖြစ်တတ်သူဘာဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းဘုန်းတို့ဒီဒေသနာလေးကိုအမိပြုတ်ပြီးတော့မွေးမြူဖို့ဘုန်းဘုန်းတို့ကြိုးစားအထောက်မယ်ဆိုရင်အများကြီးအကျိုးရှိမယ်ပေါ့ဒါကိုပြောချင်တယ်ဟုတ်လားတခါတလေဘုန်းဘုန်းတို့ဘလို့ပဲကြိုးစားအစဉ်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်လို့လုပ်လို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်နောက်ဆုံးတကယ်နားလည်လာပြီဆိုရင်လုပ်လို့မရတဲ့အပိုင်းတွေကပဲပို့ပြီးတော့များတယ်ဒီတိုင်းပဲလက်ခံနိုင်မှုကြိုးစားရတာကပဲလက်တွေ့စိတ်ကိုငြိမ်းအေးစေတယ်ငြိမ်သက်စေတယ်ဟုတ်လားစဉ်းစားကြည့်နော်တချို့ဟာတွေကိုဘာမှမတတ်နိုင်ဘူးဒီတိုင်းကိုပဲလက်ခံဖို့ကြိုးစားရတာအဲ့ဒါကိုပဲဘုန်းဘုန်းတို့သိခံဖို့ကြိုးစားတယ်လို့ပြောတာဟုတ်လား